ခုဆိုရင်ငါတို့ရဲ့မိုးတောက်ကျင်ကြီးဟာငါအော်ငိုချင်လာပြီဟာအဲ့နေကိုပြင်းပြမကြုံလို့ရမလားအေးပါဟဲ့ငိုတော့မငိုလိုက်ပါနဲ့ဒါပေမဲ့အဓိကကြတဲ့မိုးတောက်ကျင်ကြီးရဲ့အေးပြောမှသာပြောလူရင်းကိုမရောက်နိုင်ဘူးဂျာကြီးကပြောတယ်ဒီနေ့အယောင်ရဆုံးဝန်ထမ်းကိုဟောနာနှစ်ဆပေးမယ်တကယ်လားကျိုးစရာကြီးညီလေးဟာအကိုဟိုအမေးဆိုင်နေရှိတယ်အကိုဟောမဟုတ်ဘူးဟုတ်လာပါအကိုလာပါကျွန်တော်လိုက်ပြပါမယ်လာလိုက်တာဗျာအခုဗာလေးယူမယ်ဆိုရပြီလားယင်ဗယ်မီဆိုင်လေးယူမှလည်းမသိဘူးဟိုဟာလေညီလေးအကိုက LED မီးသေးလေးတစ်လုံးလာဝယ်တာဟာဗျာ